ယားသားသမီးများယုံကြည်သူများဖယားသားသမီးများယုံကြည်သူများသင်တို့နိုင်ငံသင်တို့လူမျိုးသူတို့မိသားစုတွေအတွက်အင်မတန်အရေးကြီးတဲ့လူတွေဖြစ်ပါတယ်မကြားမှာဆိုလို့ပြန်ပြောမယ်သင်ဟာအင်မတန်မှအရေးကြီးတဲ့လူတစ်ယောက်ဖြစ်ပါတယ်အာမင်သင်ကအင်မတန်မှအရေးကြီးတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာသင်မသိရင်သင်ကိုတင်တန်ဖိုးမထားဘူးသင်ကိုတင်ဘာဖြစ်လဲသင်ကိုတင်တန်ဖိုးမထားဘူးသင်ကိုတင်တန်ဖိုးမထားတော့ကြောင့်သင်ကလက်လွတ်စပယ်စကားတွေပြောတတ်တယ်ပြောချင်ရပြောမယ်စိတ်ကူးပေါက်ရရှောက်ပြောမယ်တန်ဖိုးရှိတဲ့လူတစ်ယောက်ကတန်ဖိုးကြီးတဲ့လူတစ်ယောက်ကအရေးကြီးတဲ့လူတစ်ယောက်ကစကားတစ်ခွန်းလွယ်လွယ်ပြောလို့မရအောင်ဒါကြောင့်ဆရာကိုမေးခွန်းတစ်ခုမေးပြီးရင်ဆရာချက်ချင်းမဖြေဘူးတစ်ရက်ကြာရင်ကြာမယ်နှစ်ရက်ကြာရင်ကြာမယ်ဒါထုတ်လို့ဘာပြောဆိုပါတရာနဲ့အလုပ်လုပ်ရတာချက်ချင်းဖြေမရဘူးတင်နှုတ်ကထွက်တဲ့စကားတင်တာဝန်ယူရမယ့်စကားလေလွယ်လွယ်ပြောလို့မရဘူးတင်နှုတ်ကပြောတဲ့စကားကတင်တာဝန်ယူရမယ့်အရာဖြစ်တဲ့အတွက်ကြောင့်တင်လွယ်လွယ်ပြောလို့မရဘူးအောင်မြင်တဲ့သူတွေကြည့်လိုက်လက်လွတ်စပယ်စကားမပြောဘူးဆုံးရှုံးတဲ့လူတွေကြည့်လိုက်သူတို့စကားတွေဟာဝိတ်မပါဘူးသူတို့ရဲ့စကားတွေဟာပေါ့တယ်အရန်ပေါ့လွန်အားကြီးတယ်ပြောတဲ့စကားတွေအရေးမရဖတ်မရစကားတွေပြောပြီးတော့အချိန်ကုန်နေကြသူတွေအများကြီးရှိတယ်တင်းရဲ့အနာဂတ်စီးပွားပဲပြောမလားအောင်မြင်ခြင်းပဲပြောမလားအဲ့ဒါကတင်းရဲ့နှုတ်နဲ့အများကြီးပတ်သက်နေတယ်ဗျအထူးသဖြင့်ဖယားသားသမီးများမြန်မာပြည်သားတွေကိုကျွန်တော်ပြောမယ်မြန်မာပြည်သားတခြားလူတွေကျွန်တော်မပြောဘူးကျွန်တော်ရဲ့အတိုင်းအဝိုင်းဖြစ်တဲ့ယုံကြည်သူတွေပဲကျွန်တော်စကားပြောမယ်ယုံကြည်သူလို့ပြောပြီးတော့မှယုံကြည်သူလို့အသက်မရှင်ဘူးဒီနေ့တစ်မျိုးပြောမယ်နောက်နေ့တစ်မျိုးပြောမယ်သူများစိတ်လိုက်ဝိုင်းဆဲမယ်နှောညီကိုမောင်မတို့ဖယားသားသမီးယုံကြည်သူမှန်ရင်မကောင်းတဲ့စကားမပြောရဘူးမကောင်းတဲ့စကားမပြောရဘူးဘာကြောင့်လဲဆိုတော့တင့်ကိုဖယားဒီလောကမှာထားထားတာတင့်ကိုကောင်းသောစကားပြောဖို့ထားထားတာတင်မတိမှာဆိုလို့ဆရာပြန်ပြောမယ်တင့်ကိုလောကမှာဖယားကအမနေနဲ့ထားထားတာအမောင်ဆိုတာပါလေအမင်္ဂလာစကားတွေမဖြစ်နိုင်ဘူးဆိုတဲ့စကားတွေမကောင်းဘူးဆိုတဲ့စကားတွေကိုပြောနေခြင်းအမှောင်ပဲအဲ့ဒီထဲမှာတင်းကိုယေရှုကိုယ်တိုင်တင်းကိုဘာပြောလဲ You are the light of the world မင်းတို့ကလောကရဲ့အလင်းနဲ့အလင်းလို့ပြောလာရင်တင်းကဘာလို့ရမှာလဲလင်းရမယ်ဘယ်ကနေစလင်းမှာလဲဘယ်ကနေစလင်းမှာလဲဘယ်မှာလင်းစရာမလိုဘူးညီကိုမောင်တော့ခဏလေးကြည့်လိုက်ယာကုပ်ခန်းကြီး3ကိုချက်လေးတွားပါညီကိုမောင်မတော့ယာကုပ်ခန်းကြီး3လူကအများအားဖြင့်တဲ့ဘယ်အရာမှားတတ်တာလဲတဲ့အငယ်တစ်ကနေစကြည့်မယ်ကွ
ငါတို့ဒီငါညီကိုတို့ငါတို့ဒီတာ၍ကြက်တီးသောစစ်ကြောစီရင်ခြင်းကိုခါမျိုးသင်တို့သိ၍အများသောဆရာမဖြစ်ကြနဲ့ငါတို့ရှိသမျှဒီအများသောအဖြစ်ဘာဖြစ်လဲကွစကားအဖြစ်ဆုံးလင်းသောသူဖြစ်တယ်ဆုံးလင်းခြင်းတတ်တာတတ်လှမ်းဖို့ရန်အတွက်အရေးကြီးဆုံးဘာဖြစ်နာလဲသင်ပါစားသင်ရဲ့နှုတ်ကအရင်ရေးကြည့်တာပဲသင်နှုတ်ကိုသင်ဂရုစိုက်ကြည့်လိုက်သင်မထူးခြားတာမရှိစေရအောင်ဆရာအခုဒီမှာခရိယန်ဖျားเจ้าအစီအစဉ်တစ်ခုမှလာပြီးတော့မှအစီအစဉ်တစ်ခုအရာဆရာလာပြီးတော့တရားဟောနေတာမဟုတ်ဘူးဆရာရဲ့အထဲမှာရှိတဲ့ burden တစ်ခုကတင်တို့အားဖြင့်တင်တို့လူမျိုးတွေတင်တို့နိုင်ငံပြန်ကောင်းကြီးဖြစ်ရမယ်အာမင်အောင်မြင်နေဆိုပါလေပြောအောင်မြင်ခြင်းနဲ့တချို့လည်းပြောတယ်ကျွန်တော်မအောင်မြင်ခြင်းမဟုတ်ဗျာလို့ရှောက်ပြောရင်အဲ့ဒါတကူကောင်းသမားပါလေအောင်မြင်နေဆိုပါလေကိုယ့်ဘာသာကိုတယောက်တည်းအောင်မြင်ပြီးတော့သူနဲ့ပတ်သက်တဲ့သူတွေအားလုံးဒုက္ခရောက်နေအောင်မြင်လို့မခေါ်ဘူးသူများကိုအောင်မြင်အောင်လုပ်ပေးနိုင်တဲ့သူကအောင်မြင်တဲ့သူသူများကိုအောင်မြင်အောင်တွန်းတင်ပေးနိုင်တဲ့သူကစစ်မှန်တဲ့အောင်မြင်တဲ့လူအာမင်အဲ့ဒီအောင်မြင်ခြင်းအသက်တာကိုတတ်လှမ်းခြင်းအရင်ဆုံးတင်ပြင်ရမှာသင်နှုတ်ဆရာဒီမှာဆရာလာတိုင်းမှာဒီနှုတ်စကားကိုပြောဖြစ်နေတယ်ကွဘာကြောင့်လဲဆိုတော့ဒီမှာဖခင်ဘာစကားပြောချင်လဲဆရာမသိဘူးတင်းတို့စကားပြောဆိုခြင်းမှာစီကံရှိဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဖခင်သားသမီးများကိုဖခင်ပေးထားတဲ့တကိုးကဘယ်မှမရှိဘူးတင်းနှုတ်မှာပဲရှိတယ်ဆရာပေါ်ပေါ်ဆဆမပြောစီချင်တော့တင်းတို့တွေကိုပေါ်ပေါ်ဆဆစကားမပြောစေချင်တင်ပြောတဲ့စကားကတင်းကိုပြန်ကောင်းကြီးဖြစ်စေတဲ့စကားတွေတင်ပြောရင်ဖြစ်မယ်ဆိုတဲ့ယုံကြည်မှုနဲ့ပြောတဲ့စကားတွေဖြစ်စေချင်တယ်ငါတို့ရှိမြတ်ဒီအများအပြည့်မှားတတ်ကြစကားအဖြစ်မှားခြင်းမရှိတော့သူဟာဘာဖြစ်လဲမိမိကိုယ်တကိုယ်လုံးကိုချုပ်နိုင်တဲ့အရာကြီးဘာဖြစ်နာလဲနှုတ်ဖြစ်နေတယ်ညီကောင်မောင်တို့ဆက်သွားရအောင်မြင်းကိုနိုင်ခြင်းကပါဇက်ကိုဇက်ခွန်တိုက်တို့ဖြင့်မြင်းတကိုယ်လုံးကိုလှည့်စေတိုက်မြင်းတကိုယ်လုံးချုပ်ထားတာဘာမှပဲရှိလဲပါဇက်ကိုခွန့်လိုက်တယ်ဆိုတော့မြင်းကစောင့်ဆွဲတဲ့အခါမှာဘဲဆိုဘဲစောင့်ဆွဲညာဆိုညာစောင့်ဆွဲဒီဟာလေးနဲ့ပဲမြင်းကိုနိုင်ခြင်းကပါဇက်ကိုဇက်ခွန်တက်တယ်တို့ဖြစ်၍မြင်းကိုတကိုယ်လုံးကိုလှည့်စေတိုက်ဆက်ကြည့်အောင်အလုံးကြီးတော်ဒီမိုးလေးကြီးတော်လေးတော်နဲ့ဝိသွားတော်နဲ့တမကိုင်အလိုရှိတဲ့အတိုင်းငယ်တော်တမဖြစ်နေတဲ့ဆိုဘလောက်ပဲတင်မိုးကြီးကြီးကင်ထားတာတမလေးတက်တလေးနဲ့ပဲတကူဒီတင်မိုးကြီးတစ်စီးလုံးလှည့်နေထိုနည်းတူရှာသည်ငယ်သောအင်္ဂါဖြစ်တော်လဲအလွန်ဝါကြွားတိုက်အဘယ်မြတ်လောက်များစွာသောထင်းကိုအနှဲငယ်သောမီးသည်ညှိနိုင်သည်ကိုကြည့်ပါလော့Come on ရှာသည်မီးဖြစ်ရည်ဝါအဘယ်မြလောက်များစွာသောထင်းကိုအနှဲငယ်သောမီးသည်ညှိနိုင်သည်ကိုကြည့်ပါလော့အငယ်6ကိုဆက်သွားကြည့်ရှာသည်မီးဖြစ်ဒုစရိုက်လောကဓာတ်လည်းဖြစ်ထိုသောညီရှာသည်ငါတို့၏အင်္ဂါတို့တွင်တည်၍တကိုယ်လုံးကိုရှာဒီနေ့နှုတ်ကပတ်တော်တခြားဟောဖို့ရန်အတွက်သဲလာတာဖြစ်ပေမဲ့ဆရာမဟောခိုင်းဘူးဖခင်ကကိုဒီ
ဒီအရာပဲပြောခိုင်းတယ်ဘာကြောင့်လဲဆိုတော့တင်းတို့ကအခြေအနေပေါ်မှာလိုက်ပြီးတော့တင်းတို့စကားတွေပြောင်းနေတယ်မကောင်းတဲ့တိုင်းဝိုင်းသားရောက်တယ်တင်းပြောတဲ့စကားအဲ့ဒီမကောင်းတဲ့ဟာတွေနဲ့ရောတော့ရှောက်ပြောပလိုက်ကောဒီကိုတင်းတမိုးမထားဘူးပဲအတင်းပြောတဲ့လူနဲ့တွေ့ရင်တင်းအတင်းလိုက်ဝိုင်းပြောလိုက်ပြန်ကောဆဲတဲ့နဲ့တွေ့ရင်ဝိုင်းဆဲလိုက်ပြန်ကောဟိုမကောင်းကြောင်းပြောတဲ့ထဲမှာမကောင်းကြောင်းပြောလိုက်ပြန်ကောဖျားကြောင်းရောက်လာဟာလေလုယာဂုဏ်တော်ကြီးလားလို့ပြောဆိုတော့ဘာဖြစ်နေဆိုတော့ live ကတင်ပြောင်းတဲ့အတိုင်းပဲတင်ရဲ့ live ကလည်းပြောင်းလဲနေတယ် stable မဖြစ်နိုင်ဘူးဖြစ်နေမိမိဒီလေငရဲမီးရှို့ခြင်းကိုခံလဲရှိ၏တဲ့တာရဲမျိုးငှက်မျိုးတွားတတ်သောတိရစ္ဆာန်မျိုးငါးမျိုးတို့ကိုလူမျိုးဒီအောင်တက်၏အောင်တက်သည့်တိုင်အောင်ခဲ့ပြီရှာကိုကတဲ့အဘယ်လူမဆိုမအောင်နိုင်မဆုံးမနိုင်တော့အစိုးညစ်ဖြစ်၏တဲ့သေစေတတ်သောအစိတ်အတောင့်နဲ့ပြည့်စုံ၏တဲ့တုတ်တန်ကျမ်းအခန်းကြီး18အငယ်22လောက်ကိုကြည့်ကြရအောင်22လောက်ကို23နဲ့စကြည့်မယ်18 sorry 20လား20နဲ့ကြည့်ရအောင်လူသည်မိမိနှုတ်ခမ်းရဲ့အသီးနဲ့ဟုတ်ပြီမိမိနှုတ်ခမ်းအသီးနဲ့ဝမ်းပြည့်ရ၏မိမိနှုတ်ခမ်းအသီးနဲ့ပါလဲမိမိနှုတ်ခမ်းရဲ့အသီးနဲ့ဝမ်းပြည့်တယ်တဲ့နှုတ်ခမ်းမှာပါရှိလဲနှုတ်ခမ်းမှာတကိုးရှိတယ်နှုတ်ကသင်ပြောတဲ့စကားတိုင်းကမျိုးစေ့ကြနေတာသင်မသိဘူးနှုတ်ကမျိုးစေ့ပဲသင်ပြောတဲ့စကားတိုင်းမျိုးစေ့ပဲဆိုတော့တင်ကျဲလိုက်တဲ့မျိုးစေ့ဟာတင်ပြောတဲ့စကားနဲ့တင်ရဲ့မျိုးစေ့တွေကျဲနာအဲ့ဒါတင်ပြန်ရိပ်ရမှာလေမိမိနှုတ်ခမ်းအသီးနဲ့ဝမ်းပြည့်ရည်မိမိနှုတ်ခမ်းတို့စီးပွားနဲ့ဝါရတယ်ရှားတစ်ခုပဲတင်ပေးမယ်ဒီမှာစီးပွားရေးလုပ်နေသူတွေရှိတယ်ဆိုရင်တင်စီးပွားရေးမှာတင်နှုတ်ကပေါက်ရရှော့ပြောလို့မရအောင်ငါစီးပွားရေးအဆင်မပြေပါဘူးကွာငါစီးပွားရေးလည်းကွာဘလို့မတိုးတက်လာပါဘူးကွာတဘောရပဲပြောဘာပဲပြောအခြေအနေပဲကြည့်ပြောအဲ့ဒါကတင်းရဲ့စီးပွားကိုတင်းပြန်ပြီးတော့မှမကောင်းအောင်လုပ်နေတာတင်မဲ့ဆရာခုဖျားတင်ပေးတဲ့ principle တွေကိုဆရာခုခဏနေတင်ပေးမယ်မကြီး27မှာရေးကြည့်တယ်ရှာသည်အသက်သေးခြင်းနဲ့ရှင်ခြင်းကိုအစိုးရ၏ရှာကိုနှစ်သက်တော်သူသည်လေရှာ၏အတီးကိုဒါမဲ့တခုရှိတာညီကောင်မဒီလောကမှာနေတဲ့အခါမှာတင်တတိထားရမယ်ဒီလောကမှာနေတဲ့အခါမှာလောကသားတွေနဲ့အမြဲတမ်းသွာလာဆက်ဆံနေရတာဖြစ်တဲ့အတွက်ကြောင့်ဒီလူတွေတောင်နားမလဲဘူးနားမလဲတော့သူတို့မြင်တဲ့အရာပြောမယ်သူတို့ထင်တဲ့အရာပြောမယ်သူတို့စိတ်ဆိုးရင်သူတို့ဆဲမယ်အဲ့ဒီထဲမှာကိုကလည်းရောပြီးတော့ရှောက်ပြောရင်ကိုကဘလို့မှအလင်းမဖြစ်နိုင်ဘူးဖြစ်နေတယ်တချို့ပြောရရှိဆရာရဲ့ဒီလိုဖြစ်တော့ဒီလိုပြောရမှာပေါ့ဖြစ်တိုင်းပြောစရာမလိုဘူးပြောတိုင်းဖြစ်ဖို့ပဲအရေးကြီးတာဖြစ်တိုင်းအဲ့ဒီအခြေအနေကိုလိုက်ပြောနေစရာမလိုဘူးအခြေအနေကိုတင်ပြောင်းနိုင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကယုံကြည်ခြင်းနဲ့ပြောတဲ့စကားအခြေအနေကတင့်ကိုမနိုင်စေရဘူးတင်ကအခြေအနေကိုပြန်လွှမ်းမိုးနိုင်တဲ့သူဖြစ်ဖို့ဖခင်အလိုတော်ရှိတယ်မကြားမှာဆိုလို့ပြန်ပြောမယ်